United ပရိသတ်တွေအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီဘန်ကောက်သွားတာတွေရောတခြားကျွန်တော်ရိုက်ကူးတွေမှာအားတာတွေရောနဲ့ဒါ bro နဲ့မတွေ့တာဒါတော်တော်ကြီးကြာသွားပြီပေါ့အခုလိုပြန်တွေ့ရတာဒါဝမ်းသာပါတယ်ဆိုတော့ဒါအခုလိုပြန်တွေ့ရတဲ့အချိန်မှာပဲနောက်ထပ်ဝမ်းသာစရာသတင်းကပါလဲဆိုတော့ကျွန်တော်ဒီနေ့မနေ့ကန်ခဲ့တဲ့ဒီ Leicester City နဲ့ United အသင်းတို့ရဲ့ပွဲမှာ United က Leicester City အသင်းကို3-0 ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ဒါတကယ်ကိုပြပြသားသားအနိုင်ယူနိုင်ခဲ့တယ်အဲဒီတော့လေကျွန်တော်တို့ပျော်ရွှင်ရတယ်ပေါ့နော်ကျွန်တော်ဆိုမင်းညထိုင်ကြည့်နေတယ်လုံးဝမျက်လုံးကိုဟိုတော့ကြောက်ထွက်ရနှစ်ချောင်းထောက်ပြီးတော့ထိုင်ကြည့်နေရပါဘောဆိုတော့ဘယ်လိုပဲဖြစ်တွေ့ရဝမ်းသာရဗျစိတ်မကောင်းပါဘူး Nestroy United ရဲ့ကစားသမားဟောင်းတဦးဖြစ်တယ်ပြီးတော့ကျွန်တော်တို့ United အသင်းရိမ့်ရိုက်နေတဲ့အချိန်မှာလဲသူကခဏတစ်ပြုတ်ဝင်ပြီးတော့ဗျာကျွန်တော်တို့ထိန်းချောင်းပေးခဲ့ဘူးတယ်ပြီးတော့ကျွန်တော်တို့လည်းဒါ Nestroy ကို run နဲ့Nestroy ကိုကျွန်တော်တို့စကားမပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ကလည်းဒီ Nestroy ကိုဘယ်လိုပြောမလဲဆိုတော့လွမ်းစွတ်တဲ့ post တွေကျွန်တော်တို့ကိုယ်တိုင်တင်ခဲ့တယ်ပေါ့နော်ဒါကတော့ကျွန်တော်ပါဝင်ပြိသက်အကုန်လုံးဒီလိုမျိုးတန်ရောစင်ရှိလိမ့်မယ်ဆိုတော့ဒါကျွန်တော်ယုံကြည်တယ်ဒါပေမဲ့မတက်နိုင်ဘူး Nestroy เนาะကျွန်တော်တို့ခင်ဗျားကိုဘယ်လောက်ပဲချစ်ချစ် United နဲ့ရှင်လာလို့ရှိရင်တော့ဒါခင်ဗျားတို့ဒုတိယနေရာကိုပြန်ပြီးတော့ရောက်သွားတာပေါ့နော် Arsenal တော့မဟုတ်ပါဘူးဒါကဲထားပါတော့ဆိုတော့နိုင်နေတဲ့ပွဲကိုတော့ကျွန်တော်တို့ကနိုင်အောင်ကန်ရမှာပဲ Leicester အသင်းအကယ်တန်းဆင်းသွားရင်တော့မှဒါခင်ဗျားဘွားမှာဒါနီးပြဘွားမှာပေါ့နော်အမဲဆက်ကြီးတစ်ခုဖြစ်သွားမယ်ဆိုတာသိပေမဲ့လည်းကျွန်တော်တို့မတက်နိုင်အောင်နိုင်ကန်ခဲ့ရပါပဲအဲဒါကြောင့်လို့ Nestroy တော်တော်စိတ်မကောင်းပါဘူးကျွန်တော်မင်းညကစားခဲ့တဲ့ Leicester နဲ့ပွဲမှာတော့ထုံးစံတိုင်းပဲကိုသမားနေရာမှာ Onana ပွဲထွက်လာတယ်နောက်တန်း3ယောက်တန်းမှာတော့ဒါ Delay ရယ် Lindelof ရယ် Haven ရယ်ပေါ့နော်ဒါပွဲထွက်လာတော့ကျွန်တော်တွေ့ရတယ်ကွင်းလယ်ဘိုဟိုမှာတော့ Bruno Fernandes နဲ့ဒါ Ugarte ပွဲထွက်လာတော့ကျွန်တော်တွေ့ရတယ်ဘယ်ညာနှစ်ဖက်မှာတော့ထုံးစံတိုင်းပဲ Dalot နဲ့ဒါ Mazraoui ပေါ့နော်ဒေါကူကတော့ဒါသူ record ပြခံထားရတဲ့အတွက်ဒါမပါဝင်ခဲ့ဘူးပေါ့နော်ပြီးတော့ Dice ကွင်းလယ် Dice မှာတော့ဒါ Eriksen နဲ့ Garnacho ပြီးတော့အထောင် Dice မူနေရာမှာတော့ဒါWhite Land ပေါ့နော်ပွဲထွက်လာခဲ့တယ် United လူစင်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်နည်းနည်းလေးပြောစရာရှိရပြအာမော်ရင်ကဒီနောက်ပိုင်းပွဲတွေမှာသူပွဲထွက်လူစင်းတွေကိုအမျိုးမျိုးပြောင်းပြီးတော့ဒါစံကစားနေရကိုကျွန်တော်တွေ့ရတယ်သူ့ရဲ့စမ်းသပ်မှုတွေကကြာ hit or miss ပဲကျွန်တော်ကသိရမလားထိတဲ့အချိန်ထိမယ်ဒါလွဲအချိန်လွဲမှာပဲဒါပေမဲ့မင်းညပွဲကတော့ hit ဖြစ်ခဲ့ပွဲလို့ပဲပြောရမှာပေါ့နော်ခုနပြောသလိုပဲ hit ဖြစ်တဲ့ပွဲတွေမှာကောင်းသလောက် miss ဖြစ်တဲ့ပွဲတွေဆိုလို့ရှိရင်တော့ bro အဲ့ပွဲကိုစက်မကြည့်နဲ့တော့စက်ကြည့်လဲ bro စိတ်ဆင်းရမှာပေါ့နော်အဲ့လောက်ထိ miss ဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုရင်တော့ကျွန်တော်ဘန်စကားနဲ့ပြောမယ်ဂွမ်းနေဗျာစုပ်ပြတ်တတ်တယ်ဗျာသဘောတကူအဲ့လိုမျိုးကြီးပေါ့နော်ဒါပေမဲ့အခုနောက်ဆုံးလက်တဲ့ဆန်းသားရဲ့လူစင်းကတော့ကျွန်တော်နည်းနည်းလေးသဘောကျတယ်အထူးသဖြင့်ဗျာကျွန်တော်ဘယ်သူ့သဘောကျလဲဆို Bruno Fernandes ကဒီကွင်းလက်တိုက်စစ်မှာတက်စားလို့ရှိရင်ကျွန်တော်အရှိအပိုင်းနေမှာလဲကျွန်တော်အဲ့ကိစ္စကိုကျွန်တော်ပြောခဲ့ဘူးရယ်ပေါ့နော်အာမိုရင်က Fernandes ကိုကွင်းလက်တိုက်စစ်မှာတက်ကွင်းလက်ပခုမှာဘာကြောင့်ထားပြီးကစားနေတယ်လဲဆိုတာဒါ bro တွေရုံလုံးပေါ်လာလိမ့်အခုချိန်မှာတော့ရုံလုံးပေါ်လာပြီလို့ဒါကျွန်တော်တို့ပြောရမှာပေါ့နော်အဲ့ဒီနေရာ Bruno Fernandes နဲ့သူ့ရဲ့အသက်အရွယ်အရာရောလက်ရှိအနေထားအရရောသူနဲ့အဲ့ဒီနေရာအကိုက်ဆုံးပဲသူပို့ပြီးတော့ခြေစွမ်းပို့ပြနိုင်တာကိုလည်းကျွန်တော်တွေ့ရတယ်ကစားရတာပိုကျဲတယ်ဗျာသူ vision ကောင်းကောင်းနဲ့ဗျာအနောက်ကနေထိုင်ပြီးတော့ကြည့်လို့ရတယ် long pass တွေပို့ထွက်တယ်ပြီးတဲ့ခါကျခုနကကျွန်တော်ပြောသလိုပဲ attacking midfielder ဆာလို့ရှိရင် deep line playmaker role မှာသူ့ကိုထားကစားလိုက်တဲ့အချိန်မှာ Bruno Fernandes ကတော်တော်လေးအဆင်ပြေသွားတာကိုဒါကျွန်တော်တွေ့ရရပေါ့နော် Eriksen ကိုတော့ဗျာတိုက်စစ် attacking midfield နေရာမှာထားကစားတာတော့ဒါတန်မှန်လို့ပဲပြောနိုင်တယ်ထူးထူးခြားခြားကျွန်တော်ပြောကြရတော့မရှိဘူးနောက်ထပ်ပြောချင်တာကတော့ဒါကျွန်တော်လိုမျိုးပဲ bro လည်းအဲ့ကိစ္စ bro စိတ်ထဲမှာရှိနေလိမ့်မယ်ကျွန်တော်တို့အာဆင်နယ်ကနေပြီးတော့ပေါင်တန်းပဲပေးပြီးခေါ်ထားတဲ့နောက်တန်းကစားသမားလေး Haven အကောင်းလိုက်တာဗျာဒီအသက်အရွယ်လေးနဲ့အများကြီး shine ဖြစ်လာအောင်ပါဗျာသိလားကျွန်တော်တော့သူကစားကကျွန်တော်အခုပွင့်လင်းပြောရရင်ကျွန်တော်နှစ်ပွဲလောက်ပဲကြည့်ရသေးတယ်ဒါပေမဲ့မနေ့ကဆိုလေတော်တော်လေးဖြတ်ထုတ်တာကြီးကောင်းတယ်ငြိမ်နေသိရမလားဒါပေမဲ့ရှေ့ပိုင်းသူပွဲစားထွက်တဲ့ပွဲတွေမှာတော့နည်းနည်းလေးလူငယ်ကစားသမားဖြစ်တာနဲ့အညီပေါ့နော်နည်းနည်းလေးသူရင်ခုန်ဆက်လို့ရှားနေလားတော့မသိဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းပွဲတွေမှာသူပြန်ပြီးတော့ငြိမ်သွားတယ်ဒီသက်ရုံနဲ့ဗျာဒီလောက်ငြိမ်နောက်တန်းမှာကစားနိုင်တာတော့ကျွန်တော် impress တော်တော်ဖြစ်တယ်ဗျာဆိုတော့ခုနပြောသလို Sociedad ကို4-2နဲ့နိုင်တဲ့ပွဲမှာပွဲထွက်ကစားခွင့်ရခဲ့တယ်ပြီးခါကျတော့အဲ့မှာလည်းခြေစွမ်းပြတယ် Leicester နဲ့ပွဲမှာလည်းထပ်ပြီးတော့ပွဲထွက်ခွင့်ရခဲ့တယ်ခြေစွမ်းထပ်ပြတယ်သဘောတခုကဆိုတော့ပြီးတော့ကျွန်တော်အဲ့ Haven ကိုကြီးလိုက်တဲ့အချိန်မှာလည်းကျွန်တော်သိရသလောက်ကျွန်တော်ကြည့်ရသလောက်ကတော့သူကစားနိုင်တဲ့နေရာတွေကသူအများကြီးပဲသူကွင်းလယ်အဖြတ်ကစားနိုင်တယ်နောက်တန်းခံစစ်အလဲဘိုးမှာကစားနိုင်တယ်ပြီးခါကျတော့ဘဲညာဘိုးမှာကစားနိုင်တယ်ဆိုတော့နေရာစုံများသိရမလားကစားနိုင်တဲ့ပုံစံဆိုတော့ဗျာ तू က United တင်ရ 4 back နောက်တန်းကို4 back နဲ့ပဲကစား3 back နဲ့ပဲကစား तू တို့က AC
ပဲဗျာသိရလားအေးဘယ်လိုပြောရမလဲဆိုအခက်အခဲဘာမှမရှိဘဲနဲ့သူကစားလို့ရတယ်ဆိုတော့တော်တော် impress ဖြစ်ဖို့ကောင်းတယ်အာဆင်နယ်မှာနေရမရပဲထွက်လာတာတော့ကျွန်တော်တို့ United အသင်းအတွက်ကောင်းမှုပဲဖြစ်လာတာပေါ့နော် Leicester နဲ့ပွဲမှာလည်းသူခြေစွမ်းပြနိုင်ခဲ့တယ်ပေါ့နော်ပြီးခါကျတော့နောက်တစ်ခုကဒီ Leicester နဲ့ပွဲမှာနောက်ထပ်အထူးခြေစွမ်းပြနိုင်တဲ့ကစားသမားတစ်ယောက်ကတော့ Bruno Fernandes နှစ်ဂိုးဖန်တီးပြီးတော့တစ်ဂိုးသွင်းယူခဲ့တယ်နောက်ပြီးတော့ Whiteland နဲ့ Garnacho ရဲ့ဒါသွင်းဂိုးတွေကိုကျွန်တော်တို့ပြန်ပြီးတော့မြင်တွေ့ရတဲ့အတွက်လည်းဒါကျွန်တော်တော်တော်လေးကျေနပ်ပျော်ရွှင်မှုရယ်ပေါ့နော်ပြီးခါကျတော့ဒီ Whiteland ဆိုလို့ရှိရင်ဗျာကျွန်တော်တောက်လျှောက်အရှိပိုင်းဒီမှာကျွန်တော်တောက်လျှောက်ဝေးပိုင်းတာပြပြနေနေကျွန်တော်ပြောနေဘာစိတ်တိုင်းမကြောက်ကိုတိုင်းလဲစိတ်တိုင်းဘာလို့မကြလဲဆိုလဲ bro ကျွန်တော်ပြောပြမယ်နော် Whiteland ကဒီ2024ခုနှစ်12လပိုင်း12ရက်နေ့ကသူနောက်ဆုံးဂိုးသွင်းခဲ့တာဆိုတော့အခုဘယ်နာပိုင်းဖြစ်သွားပြီလဲဒါနော် January February March လရောက်ပြီအခုမှပြီးခဲ့တဲ့ပွဲကမှသူဂိုးပြန်သွင်းတာ bro ကျွန်တော်ပြောတာလွန်လားမလွန်လား bro စဉ်းစားနော်ကျွန်တော်ပြရှည်နေမြာကျွန်တော်နိုင်နဲ့တွက်မှဆိုလို့ရှိရင် Whiteland ကပြိုင်ပွဲစုံမှာ22နိုင်ကျော်ဂိုးပေါက်ပြောင်းတယ် bro စဉ်းစားကြည့်ဘောလုံးပွဲတစ်ပွဲကမိနစ်60ရှိရဲ့ဗျာတဘောကသူ22နိုင်ဆိုသူပွဲပေါင်းဘယ်လောက်ဖြစ်သွားပြီလဲမသိဘူးအချိန်ကာလအပိုင်းခြားနဲ့ကျွန်တော်ပြောမယ်ဆိုရှင်းမှာပြောသလို12ရက်12လ2024ခုနှစ်တည်းကသူနောက်ဆုံးဂိုးသွင်းခဲ့ပြီးနောက်ပိုင်းမှာဂိုးမသွင်းတော့ဘူးဒီနေ့ပွဲမှာဂိုးပြန်သွင်းတာဆိုတော့ဖြစ်တင်လားမဖြစ်တင်လား2လညီပါလား2လကျော်လောက်သူဂိုးပေါက်ပြောင်းနေဗျာဆိုတော့မဖြစ်တင်ဘူးဆိုတော့ဒါပေမဲ့ဒီနေ့ပွဲမှာသူဂိုးပေါက်လေးသူပြန်တွေ့ရဖြစ်တဲ့အတွက်သူ့တက်လည်းကျွန်တော်တို့ဝမ်းသာတယ်ကျွန်တော်တို့လည်းကျေနပ်ရတယ်ပေါ့ပျော်ရွှင်ရတယ်ဗျာစိတ်မကောင်းစရာကတော့ကျွန်တော်ပျော်ရွှင်စရာရှိသလိုစိတ်မကောင်းစရာနောက်တစ်ခုလည်းရှိသေးတယ်စိတ်မကောင်းစရာကတော့ခုနကကျွန်တော်အရှိမပြောခဲ့တဲ့ဒါနောက်တန်းကစားသမားလေး Heaven သူကတော့ဒါပွဲချိန်50မိနစ်မှာအဲ့ဘောလုံးရှင်လူရင်းနဲ့ခြေခောက်သွားတာလားမသိဘူးဗျာကျွန်တော်စိတ်တယ်နော်ဘာဖြစ်သွားလဲတော့ကျွန်တော်ဒီမသိဘူးပေါ့နော်ဒါပေမဲ့သူတော်တော်ကြီးပြင်းပြင်းထန်ထန်နာကျင်သွားတာကိုတော့ကျွန်တော်တို့တွေ့ရတယ်ပြီးတော့ထန်းစင်တွေပါအထဲယူလာပြီးတော့ထန်းစင်နဲ့ထန်းထုတ်သွားလားမထုတ်သွားလားတော့ကျွန်တော်ဒီဒေးအရင်မှတ်မိလိုက်ရပေါ့နော်ကျွန်တော်လည်းအရင်အိတ်ချင်နေရဆိုတော့သူ့လူစားလဲလိုက်ရတယ်ဆိုတော့လက်ရှိအချိန်မှာတော့စစ်စင်းနေစေဆိုပေမဲ့လည်းသူ့တန်ရာပြင်းထန်လားမပြင်းထန်လားဆိုတာလည်းဒါ United အသင်းကတော့အခုချိန်တည်းတော့သတင်းမထုတ်ပြန်သေးဘူးသူ့တန်ရာမပြင်းထန်ပါစေနဲ့လို့ပဲဒါကျွန်တော်ကတော့ဆူတောင်းပေးပါတယ်လူငယ်တွေကိုနေရာပေးတော့မှာလားကျွန်တော်အခု United ရဲ့လက်ရှိလူစင်းကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ Whiteland Garnacho Heaven ပေါ့နော်စတဲ့ကစားသမားတွေကတကယ်ကိုလူငယ်ကစားသမားတွေပဲ Whiteland နဲ့ Garnacho ကအတိုင်းအတာတစ်ခုအထိပွဲထွက်ကစားခွင့်ရနေရဲ့ဆိုပေမဲ့လည်းတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ဒီကစားသမားလေးတွေကငငယ်လေးရှိသေးတယ် bro ဒါကျွန်တော်တို့ကတော့ကို United fan တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုအသင်းကိုချစ်တဲ့စိတ်နဲ့ဒီကစားသမားလူငယ်ကစားသမားလေးတွေပုံမှာတစ်ခါကြရင်လည်းအားမလို့အားများဖြစ်တာပေါ့နော်အဲ့လိုမျိုးဖြစ်ပြီးတော့ပြောမိဆိုပြီးဆဲမိဆိုမိတာရှိတာပေါ့ဆိုတော့ United ရဲ့ဒဏ်ရာပြဿနာတွေကလည်းဒါ bro တီးတဲ့အတိုင်းပဲခံစစ်မှာဆိုလို့ရှိရင်လည်းဒဏ်ရာပြဿနာတွေအကြောင်းပဲဒီ session နှစ်ပဲရှိသေးတယ် charter လေးဒီ Heaven ကဒါကစားခွင့်ရတယ်ကစားခွင့်ရတာနဲ့အတူသူကလည်းသူ့ကိုကစားခွင့်ပေးတဲ့အချိန်မှာခြေစွမ်းပြပြီးကစားနိုင်တယ်ပေါ့နော်ပြီးတော့ဒီပွဲရဲ့လူစားဝင်ကစားသမားကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်း Amorim ကဒီ Academy ထွက်ကစားသမားတွေဖြစ်တဲ့ဒါ Harry Armas တို့ပြီးတော့ကျွန်တော်အရန်ကြိုက်တဲ့ကွင်းလက်မှာအရန်ကြိုက်တဲ့ Toby Collar ပြီးတဲ့ခါကျတော့ Obi Martin ပေါ့နော် Obi Martin ကတော့ဒါရှေ့တန်းပေါ့နော်အသုံးပြုတာကိုကျွန်တော်မြင်ရတယ် Harry Armas ကတော့ဗျာအခုဒီနှစ်မှာဒီအင်္ဂလိပ်မီဒီယာတွေကတော့သူ့ကို share မတာပေါ့ဗျာ share ပြီးတော့မတယ်ဆိုတော့စကားရိုက်ပေါ့လို့ share ချီကျူးတဲ့ကစားသမားပေါ့နော်သူခြေစွမ်းကိုတော့ကျွန်တော်တို့တပွဲတည်းနဲ့တော့ဆုံးဖြတ်ဖို့တော့ခက်ခဲသေးတယ်ဆိုပေမဲ့လည်း United အတွက်အားကိုးအားထားရလောက်တဲ့ဒီဘယ်နောက်ခံလူတယောက်ဖြစ်လာလိမ့်မယ်ဆိုပြီးတော့ဒါအင်္ဂလိပ်မီဒီယာတွေကတော့ထုံးစံတိုင်းပဲဖြစ်တာပေါ့ဗျာမှားတာပေါ့ဗျာဆိုတော့ Hawking လည်းထုတ်ထားရပေါ့နော်ဒါတကယ်ဖြစ်လာမဖြစ်လာဆိုတာကတော့ဒီကစားသမားလေးရဲ့ဒါစူးစမ်းအထောက်မှုတွေနဲ့ talent ကိုတော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရမှာပေါ့ဆိုတော့ဒီ Leicester နဲ့ပွဲမှာကစားခွင့်ရတဲ့ဒီ Armas ကတော့ဒီ United Academy အတွက်ကစားသမားတွေထဲမှာ senior အသင်းအတွက်ကစားခွင့်ရတဲ့253ယောက်မြောက်ကစားသမားတစ်ယောက်ဖြစ်လာခဲ့တယ်တိုက်ဆန်ဆိုင်ပဲသူ့ရဲ့အသက်18နှစ်ပြည့်မွေးနေ့မှာပဲ senior အသင်းအတွက်ကစားခွင့်ရခဲ့တာပဲဖြစ်တယ်အဲဒီအတွက်လည်းဒါဝမ်းသာပါတယ်ဗျာဆိုတော့ဘယ်လိုပဲဖြစ်ကျွန်တော် United ဆိုတာခေတ်အဆက်ဆက်ဗျာ Academy ထွက်လူငယ်တွေကိုပဲဒါအခြေပြုပြီးတီးဆောက်လာတဲ့အသင်းဆိုတာတော့ဒါအကုန်လုံးတည်တယ်အဲ့ဒီအတွက်လည်းအခုဒီ Amorim တီးဆောက်နေတဲ့ပုံစံကိုကြည့်ရတာတော့ပြောမှဆိုလို့ရှိရင်တော့အမြင်တင့်တယ်ဗျာလို့ပဲကျွန်တော်တို့ပြောအောင်ပါပေါ့နော်ဆိုတော့ Amorim ရောအခုလက်ရှိအချိန်မှာ United ရဲ့ DNA ဖြစ်တဲ့ Academy ထွက်ကစားသမားတွေကိုအခြေခံပြီးတော့အသင်းကိုဘယ်လိုမျိုးထပ်ပြီးတော့မြင့်တက်သွားအောင်တီးဆောက်သွားမှာလဲဆိုတော့လည်းကျွန်တော်တို့ရှေ့မှာကျွန်တော်ရင်ခုန်သွားနဲ့စောင့်ကြည့်ရအောင်ပါဝါးစီးပြေသလိုမဖြစ်ပါစေနဲ့ဆိုတော့ကျွန်တော်စုတောင်းတာတစ်ခုပဲရှိတယ်ဗျာခုနအရှိမပြောသလိုပဲဝါးစီးပြေသလိုဖြစ်သွားမှာကိုကျွန်တော်စိုးတယ်ကျွန်တော်တို့ဗျာ United အသင်းပဲဖြစ်ဖြစ်ဘယ်အသင်းမှဖြစ်ဖြစ်ဗျာကျွန်တော်တို့ကုမ္ပဏီပဲဖြစ်ဖြစ်ကျွန်တော်
အဓိက unity ပေါ့နော်စီးလုံးမှုကျွန်တော်ပြတ်လို့မရဘူးဆိုတော့ Leicester နဲ့ပွဲမတိုင်ခင်မှာကျွန်တော်စိုးရိမ်မိသွားကျွန်တော်တခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းက Sergeant Ratcliffe ကကျွန်တော်ဒီ United အသင်းသားတွေကိုဒါပြောမှဆိုရင်တော့ကျွန်တော်ရက်ကွက်စကားနဲ့ဘန်းစကားနဲ့ပြောမှဆိုရင်တော့စောက်ဖောင်းထုတယ်ဗျာစောက်ဖောင်းထုတယ် Amorim နဲ့ Bruno Fernandes ကလည်းအဲ့ဒီ Sergeant Ratcliffe ရဲ့စောက်ဖောင်းထုတာကိုပြန်ပြီးတော့တုံ့ပြန်ပြီးတော့ပြောတယ်ဆိုတော့ဒီအခြေတင်နေဖြစ်နေကြတာပေါ့နော်ဖြစ်နေကြတဲ့အပေါ်မှာတော့ကျွန်တော်တို့သိပြီးတော့မနှိမ့်မြုပ်ဘူးဒါပေမဲ့ Sergeant Ratcliffe နေရာကျွန်တော်ပြန်ကြည့်ပြန်တော့လေသူလည်းပြောရင်လည်းပြောကျင်နေရပဲဗျာ United ကအရှိမတကယ်ကိုစုပ်ပြတ်တတ်နေရဗျာဒါ bro လည်းတွေ့ကြတဲ့အတိုင်းမှာကျွန်တော်ဆိုလဲဟို United ပွဲဆိုရင်ဟိုအရန်ချစ်ပေမဲ့လည်းတစ်ခါကျရင်မကြည့်ချင်တော့ဖြစ်ရအဲ့လိုစိတ်မချမ်းသာဘူးဗျာကို United အသင်းရဲ့ညံဖြင်းစွာကစားနေတဲ့ United အသင်းရဲ့ကစားပုံကိုကြည့်ရတာစိတ်ထဲမှာဘလုံးမဆင်မပြေအဲ့တော့ကျွန်တော်ဆိုတော်တော်စိတ်ညစ်တယ်ရင်တော့ဆိုဒါမဲ့လည်းခုနပြောသလိုပဲရပတ်တရားချက်နေရောလေကြည့်ပြတာပါမယ်ဆိုတော့အဲ့ဒီအချိန်မှာတော့ကျွန်တော်တို့လို fan နေတောင်ဗျာဒီလိုမျိုးစိတ်ထားဖြစ်တယ်ဗျာသဘောတူကဂယုဏဒေါ်တော်လို့ပဲပြောမှာဘလို့သုံးလုံးမလဲအဲ့လိုစိတ်ဖြစ်တယ်ဆိုတော့ဟိုက Sergeant Ratcliffe ကပတ်စံနေလေပတ်စံတွေကလေဘောကြလာမဟုတ်ဘူးမြေကြီးတွေကနှိုက်တာမဟုတ်ဘူးတွင်းတွေကနှိုက်တာမဟုတ်ဘူးဆိုတော့ပတ်စံတွေရင်းနှီးမြုပ်နှံထားတယ်သူလည်းပောက်ကွဲမှာပဲသဘောတူကဒီအသင်းကိုညှို့လင်းချက်ကြီးကြီးမားမားနဲ့သူဝယ်ခဲ့တာလေသဘောတူကဆိုတော့ဒါပေမဲ့တခုရှိရပါဗျာဒါတွေကလည်းကျွန်တော်တို့ကလည်းဒီမီဒီယာတွေအပေါ်မှာဒါမြင်ရတာကိုပဲဒါကျွန်တော်တို့ကပြန်ပြီးသုံးသပ်ရတာဖြစ်တဲ့အတွက်ဒီနေရာမှာလည်းမီဒီယာတွေရဲ့ဒါစနက်တွေလည်းပါနေတာပေါ့နော်ဆိုတော့အသင်းတွင်းစီးလုံးမှုများပြိုကွဲနေပြီလားသဘောတူကအဲ့ဒါကိုကျွန်တော်စိုးရိမ်မိတယ်တစ်ဖက်ကပြန်ကြည့်ရင်ပြန်ရင်လည်းဗျာအဲ့လိုမျိုး Sergeant Ratcliffe ကပဲအသင်းပိုင်ရှင်ရပဲအဲ့လိုမျိုးအပြစ်တွေစောက်ဖောင်းထုလိုက်လို့ပဲခုနပြောသလို United အသင်းနည်းနည်းလေးပြန်ကောင်းလာတာလားသိရမလားဆိုတော့ဒါတော့ဘယ်ဟာဘယ်လိုဖြစ်သွားလဲတော့ဒါကျွန်တော်တို့တော့မသိဘူးပေါ့နော်အခုတော့ဖြစ်နိုင်တာပေါ့ဆိုတော့ United မှာလည်းနောက်ထပ်တစ်ခုရှိတာပါလဲဆိုတော့ဟိုပြီးခဲ့တဲ့ရက်ပိုင်းကပဲအရန် hot ဖြစ်သွားတဲ့အရန်မိုက်တဲ့ကျွန်တော်တို့ United အသင်းရဲ့ကွင်းအသစ်ကြီးကလည်းရှိတယ်အဲ့ project ကြီးကလည်းရှိနေတယ်ကွင်းအသစ် project ကြီးကလည်းရှိနေတော့ဆိုတော့ဒီတေချာတာတော့ဒါနောက်နှစ်ရာဒီအပြောင်းရွှေ့မှာတော့မှကျွန်တော်စိတ်ထင်ဒီ Amorim အသင်းကိုတိဆောက်ဖို့အတွက်ပြောင်းရွှေ့ကြီးတောင်အကန့်အသတ်တွေရှိလာနိုင်တယ်ဆိုတော့ Amorim လည်းလောကခံရတော့ကြက်မှာပဲဗျာကျွန်တော်တို့ဆိုတော့ဒီလိုနေရာမျိုးမှာဒါရာကျွန်တော်တို့ဟိုးရင်ကျွန်တော် manager တွေဖြစ်တဲ့ဒါ Mourinho တို့ Pep Guardiola တို့ Klopp တို့ပေါ့နော်စားတဲ့ဆက်တီမခံဆက်တီမခံပေါ့နော်ကြက်ကောင်းစိတ်မခံအဲ့လိုနီးပြမျိုးတွေဆိုရင်တော့အကွဲပြက်ဇလန်းတွေကိုကျွန်တော်အခုချိန်မှာမြင်တွေ့ပြီးရတော့ပြီဒါပေမဲ့ဒီ Amorim ကြတော့အဲ့လိုမျိုးနီးပြမျိုးမဟုတ်ဘူး Amorim ကလှုပ်ရှားရှိတာကိုဆက်လုပ်တယ်ကစားသမားတွေဒဏ်ရာရတဲ့အချိန်မှာလည်းသူလူငယ်တွေကိုအကောင်းဆုံးနေရာပေးပြီးအသင်းကို move on လုပ်နိုင်အောင်ပဲသူစူးစမ်းပြီးတော့သူသွားတယ်ပေါ့နော်ဆိုတော့ဒါလေးကိုတော့ကျွန်တော်တို့ Amorim အတိမတ်ကျွန်တော်ပြန်ပြုပါတယ်ဆိုတော့လှုပ်တင်လှုပ်ထိုက်တာတွေကိုသူလုံနိုင်ခဲ့တယ်လို့ပဲဒါကျွန်တော်တို့သုံးသပ်ရမှာပေါ့နော်အဲ့ဒီအတွက်လည်းကျွန်တော်တို့ United fan တွေကကျဉ်တ်ပါတယ်ဒါပေမဲ့အရေးကြီးတာတစ်ခုကတော့ Amorim နေနဲ့ရာသီကုန်မှာအတိုင်းတာတစ်ခုထိပေါ့နော် United ကိုရသလောက်တော့ဒါသူဆွဲတင်နိုင်ဖို့တော့သူလိုတယ်ပေါ့နော်အကယ်၍ရသလောက်တော့သူဆွဲတင်နိုင်မှုလိုတယ် Amorim ရဲ့ United ကိုတော့ကျွန်တော်တို့နောက်ရာသီမှာကျွန်တော်မြင်ရမယ်ဆိုပေမဲ့လည်းအဲ့ဒီအချိန်မရောက်ခင်မှာရလက်တွေစိုးတိုင်းကျွန်တော်တို့ United fan တွေကဟိုလူကိုလက်ညှိုးထိုးလိုက်အသင်းပိုင်ရှင်လက်ညှိုးထိုးလိုက် Amorim လက်ညှိုးထိုးလိုက်ဒီလူကိုလက်ညှိုးထိုးလိုက်အဲ့လိုသွားထိုးနေလို့လည်းမရအောင်သူကိုယ်တိုင်လည်းအဲ့လိုမျိုးသွားလုံနေလို့မရအောင်ပေါ့နော်ဆိုတော့ဘလိုပဲဖြစ်ပါကျွန်တော်တို့ United အသင်းကဒါစီစီလုံးလုံးနဲ့ဒီအောင်မြင်မှုလမ်းကြောင်းပေါ်ကိုပြန်ရောက်ပါစေလို့ပဲဒါကျွန်တော်ဆုတောင်းပါတယ်ဗျာဆိုတော့ကျွန်တော်ရဲ့ United fan တွေအကုန်လုံးလည်းကျွန်တော်နဲ့တစ်ထပ်တည်းဖြစ်နေလို့ပဲတစ်ထပ်တည်းဖြစ်နေလိမ့်မယ်လို့ပဲဒါကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ဒီတစ်ပတ်စနေတင်းငွေတွေကတော့ကျွန်တော်တို့ဒါကျွန်တော်အနားရတဲ့အပတ်လို့ပဲပြောအောင်ပါတော့ international break ဖြစ်တဲ့အတွက်ဒါကလပ်အသိန်းတွေပွဲတွေမရှိပါဘူးဆိုတော့ကျွန်တော်တို့နောက်ထပ် United 10တော့အပိုင်းတွေမှာပြန်ဆုံတွေ့ကြပါဗျာကျွန်တော်တို့အဆောင်မြောက်ကြည့်ရှုပြီးတော့အဆုံးထိအားပေးခဲ့ကြတဲ့ပရိသတ်ရောက်စီတောင်ကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါတယ်အခုတော့ဒီပိုင်းမှာ United fan တွေကိုဒီလောက်နဲ့ပဲနှုတ်ဆက်ပြရစီကျွန်တော်ကတော့ Media Sport က United fan တက်စင်ပါဗျာ